တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအတွက်2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်ကံကြမ္မာစိုးကောင်းနှင့်တလစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေ17လပိုင်းမှာအငြိမ်မနေရဘဲနဲ့သူတစ်ပါးကိစ္စတွေကိုဦးစားပေးပြီးတော့ဆောင်ရွက်နေရတာမျိုးလေးတွေကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအလုပ်ကိုင်ကိစ္စတွေမှာအတိုက်ခံနေကြုံရမယ်လုပ်ငန်းအတွင်းမှာရန်ပေါ်တတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အလုပ်ပြောင်းရတာမျိုးအလုပ်ထွက်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေဆိုင်ငန်းနေရာကိစ္စတွေအဆင်ပြေမယ်စီးပွားရေးလုပ်ငန်းတွေတိုးတက်မှုတွေနဲ့ကြုံရနိုင်တော်လဲပဲမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတစ်လတာမှာလောက်သမျှ၊ကိုင်သမျှအလွဲလွဲချော်ချော်ဖြစ်နေမယ်ငွေကြေးကံအားကောင်းနေပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတစ်လတာမှာငွေဇက်တိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့သူတစ်ပါးအမှုကိုလိုက်လံပြီးတော့ကူညီဆောင်ရွက်ရင်းအာမခံပေးမိသောကြောင့်စိတ်ညစ်စရာကိစ္စတွေဝင်လာတတ်တယ်လို့မိမိတို့ကိုယ်တိုင်မှလည်းပဲဒီ17လပိုင်းမှာအမှုကိစ္စလေးတွေပေါ်လာတတ်ပါတယ်တနင်္လာသားသမီးချစ်သူဆောင်တွဲများဂျားစကားများကြောင့်နားလည်မှုလွဲစရာကိစ္စလေးတွေကြုံရမယ်မိတ်ဆွေတငယ်ချင်းတို့၏အကူအညီကြောင့်ပြန်လည်ဆင်ပြေမှုတွေရရှိမယ်တနင်္လာသားသမီးအိမ်အောင်ရှင်များအိမ်အောင်ရှိသူများပန်းဝင်းကျင်မှဇကားများကြောင့်မိမိအိမ်အောင်ဘက်နဲ့ဇကားများရတာမျိုးရန်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်မိသားစုအတွင်းမှာအမွေအတွက်ဇကားပြောရတာမျိုးသို့မဟုတ်မြေနေရာကိုအကြောင်းပြုပြီးတော့ဇကားပြောရတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေသူတစ်ပါးကမိမိအားမတရားပြောဆိုဆွဆွဲခြင်းခံရမယ်မိတ်ဆွေတို့အနေနဲ့မဖြေရှင်းဘဲနဲ့တီးခံခြင်းနဲ့ပဲကြော်ဖြတ်ပါပြဿနာတွေပို၍ရှုပ်ထွေးတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေဒီ17လပိုင်းမှာကျောင်းစာမေးပွဲအလုပ်ခွင်အင်တာဗျူးအလုပ်နဲ့သက်ဆိုင်သောစာမိုးဝဲကိစ္စလေးတွေမှာအပြိုင်ဆိုင်အခက်အခဲချားကနေပြီးတော့အောင်မြင်မှုတွေရရှိတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေနိုင်ငံခြားခရီးစဉ်ကိစ္စလေးတွေမှာခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေကျမ်းမာရေးအနေနဲ့သွေးထွက်တန်ယိုဖြစ်ခြင်းအစာမကြေဖြစ်ခြင်းမိတ်ဆွေတို့အနေနဲ့ဘာမှမစားဘဲနဲ့ဘိုက်ပြေနေသလိုဘိုက်ကယ်နေသလိုဖြစ်နေတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတစ်လတာမှာရင်ပြည့်စေသောကယ်သောအစားအသောက်တွေကိုဆင်ញင်းပြီးတော့စားသုံးသင့်ပါတယ်အဲ့တော့ကျွန်တော်တို့17လပိုင်းတစ်လတာမှာကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်9ရက်14ရက်20နဲ့9ရက်နေတွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အစားအစာရာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတစ်လတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိသောသူတွေဆိုရင်6ရက်13ရက်20ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတစ်လတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အဝတ်စားအသုံးဆောင်ပစ္စည်းတွေမှာမယမ်းရောင်အဖြူရောင်ခဲရောင်ပါသောလက်ကီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေထီဝါသနာပါသောသူတွေထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ထီနံပါတ်မှာခွန်စ6ဆုံးပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ဒီ17လပိုင်းတစ်လတာမှာကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေရွှင်လန်းစေဖို့ဆိုလို့ရှိရင်မௌလကကွင်းဒါနပြုပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးခက်ခဲတွေကိုဒါနပြုရင်းနဲ့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတစ်လတာမှာခက်ခဲနေတဲ့ကိစ္စတွေအဆင်ပြေစေဖို့ညံ့နေတဲ့ကိစ္စတွေအဆင်ပြေစေဖို့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအချိုရည်8ခွက်လှူဒန်းပြီးတော့ယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဒီ17လပိုင်းဆိုတဲ့ကာလမှာအစိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာ
ဖြာဖြာနဲ့ပြည့်စုံပါစေမိတ်ဆွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းဆောင်တာကိစ္စဝဝတိုးတက်အောင်မြင်ပြီးတော့ငွေကြေးလှလှပါတွေလည်းရွှင်လန်းပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပူတာရင်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့17လပိုင်းတလစာကံကြမ္မာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲ送တတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်